Hello အားလုံးပဲမင်္ဂလာပါရှင်ရွှေသစုရဲ့နားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့စိတ်နှကွင်းတွေပဲဝေးရတာရိုးနေပြီဆိုတဲ့မမတွေအတွက်ကြောက်နှကွင်းအစုံနဲ့မိတ်ဆက်ပေးပါရစေရှင်ကိုမတို့ရဲ့ရွှေနာတော်မှာဆိုရင်အရန်ကိုအလှပူနေမဲ့နှကွင်းလေးတွေပဲဖြစ်ပါရှင်မိုးကုတ်ပဒံများတဘာဝများမိုးကုတ်တဘာဝရောင်စုံစိုက်စုံအစုံခတ်ပေးထားတာပါရှင်ဒါလေးကတော့မိုးကုတ်တဘာဝရောင်စုံလေးနဲ့ခတ်ပေးထားတာပဲဖြစ်ပါတယ်။သူလေးကအတွင်းမှာပါကြောက်ကလေးနဲ့စီချက်ခတ်ပေးထားတာပါရှင်။ဒါလေးကတော့နီလာရောင်စုံအစင်သက်လေးနဲ့ခတ်ပေးထားတာပါရှင်။သူလေးကလည်းကြောက်ပွင့်ကြီးကြီးလေးကိုအတွင်းဝိုင်းမှာပါစီချက်ပြီးခတ်ပေးထားတာပါ။ဒါလေးကတော့ရောင်းမလောက်တဲ့မိုးကုတ်တဘာဝပဒံများနှကွင်းလေးပဲဖြစ်ပါတယ်။ဘူဆန်ဆန်ကြစ်ကြစ်လေးလေးဝတ်ချင်တဲ့ကောင်မလေးအတွက်မိုးကုတ်တဘာဝပဒံများအသေးလေးနဲ့စီချဲထားတဲ့နှကွင်းလေးပါ။သူလေးကလည်းမိုးကုတ်တဘာဝပဒံများလေးနဲ့ခတ်ပေးထားတဲ့နှကွင်းလေးပဲဖြစ်ပါတယ်။သူလေးကလည်းမိုးကုတ်တဘာဝပဒံများလေးနဲ့ခတ်ပေးထားတာပဲဖြစ်ပါတယ်။သူလေးကတော့ကိုမတို့အရင်ကြိုက်တဲ့တဘာဝမြလေးနဲ့ခတ်ပေးထားတဲ့နှကွင်းလေးပဲဖြစ်ပါတယ်။မင်ကူပြပေးထားတဲ့နှကွင်းလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်တော့ screenshot လေးရိုက်ပြီးမမင်းတို့ရဲ့ page CV လေးမှာလာမေးလို့ရပါပြီရှင်။